guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အသင်တို့ရဲ့အခြေရေးကြောင်း collective reading လေးလုပ်ပေးမယ်ဒီ final rose ပေါ့နော် final rose tarot deck လေးကိုအသုံးပြုပြီးတော့အသင်တို့ရဲ့အခြေရေးကြောင်း collective reading လေးလုပ်ပေးပါမယ်နော်အဲ့တော့ energy လေးတွေကြည့်မယ်ဟိုဘက် energy ဒီဘက် energy ချက်မယ်အလဲတွေကနှစ်ယောက်ရဲ့ပေါ့နော်နှစ်ယောက်ရဲ့ရှေ့ဆက်ပြီးတော့ဘာဖြစ်မလဲဆိုတာလေးကြည့်ပေးမယ်အဲ့တော့ချိန်ကြတော့သင်တို့ရဲ့တစ်ခါလူရဲ့ energy ကိုအရင်ဆုံးကြည့်ပေးမယ်ပေါ့နော် collective လေးရဲ့တစ်ဖက်လူ energy ဘလို့အခြေအနေရှိလဲthe producer ပေါ့နော် the producer က magicians နော် magicians energy ရှိတယ် the four of wands သူ့အနေနဲ့ပေါ့နော် collective လေးရဲ့တစ်ဖက်လူအနေနဲ့သူ့ရဲ့အိမ်တွေဘာတွေကိုခေါ်ဖို့ရမျိုးပေါ့နော်ခေါ်ဖို့ရမျိုးသူကစဉ်းစားနေတယ်နောက်ပြီးချိန်ကသူကလေသူလှုပ်ချင်တဲ့အရာသူဖြစ်ချင်တဲ့အရာကိုသူ့အနေနဲ့လှုပ်ဆောင်နိုင်တဲ့လူမျိုးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်သူ့စိတ်တိုင်းကြကံကြမ္မာသူ့စိတ်တိုင်းကြဖြစ်နေတာမျိုးလေးကိုတွေ့ရတယ်နော်သူကလက်ထပ်ဖို့စဉ်းစားနေတာမျိုးလေဖြစ်နိုင်တယ်နော်လက်ထပ်ဖို့ယူဖို့ပေါ့နော်ယူဖို့အိမ်ခေါ်ဖို့တွေကိုစဉ်းစားနေရမျိုးဖြစ်နိုင်တယ်အဲ့တော့ထပ်ကြည့်လိုက်မယ်နော်ထပ်ကြည့်လိုက်မယ်တဲ့ picture coin နော် picture coin picture rings နော် picture rings အရာဆိုလို့ရှိရင်တဲ့ရှာသူကကိုအတွက်ပေါ့နော်တခုခုစီစဉ်ထားတဲ့တခုခုစီစဉ်ထားတဲ့ surprise လုပ်ဖို့ပေါ့နော်မွေးနေ့တွေပိုင်းမှာ surprise လုပ်ဖို့စီစဉ်ထားတဲ့အရာတွေပါတယ်လေရှိတယ်လို့ပြောလို့ရတယ်နော်ကိုပေါ့နော်တခုခုလက်ဆောင်ပေးမှမျိုးတွေဘာတွေပေါ့နော်အဲ့လိုမျိုးစီစဉ်ထားတာမျိုးတွေရှိတယ်အဲ့တော့ songs ဘလို့ဆိုမှသူ့အနေနဲ့စိတ်ညစ်စရာလေးတွေရှိနေတယ်စိတ်ညစ်စရာဆိုချင်ကြတော့ကိုနဲ့ပတ်သက်ပြီးတော့မှသူရှေ့ရင်းနောက်ကြီးကိုတွေးပြီးတော့မှခေါင်းရှုပ်နေရမျိုးပေါ့နော်ခေါင်းရှုပ်နေရမျိုးလေးတွေရှိတယ်ကိုနဲ့ပတ်သက်ပြီးရှေ့နောက်ကိုတွေးရင်းနဲ့ခေါင်းရှုပ်နေရမျိုးလေးတွေရှိတယ်တဲ့အဲ့တော့ဆက်ကြည့်မယ်သိပြီဘာလို့ခေါင်းရှုပ်နေရလဲဆိုတော့ချိန်ကြတော့သူ့မှာသူနည်းနည်းပေါ့နော် flat နေတာလို့ဘာလို့လုံနေတဲ့ကို့အပြင်နောက်ထပ်တခြားအမျိုးသမီးတစ်ယောက်ရှိတယ်နောက်ရှိရတဲ့ကြောင့်မလို့သူအဲ့ဒီအတွက်ခေါင်းရှုပ်နေရမျိုးဖြစ်တယ်အဲ့တော့သူကလူနှစ်ယောက်ကိုthe magician energy နဲ့လူနှစ်ယောက်ကိုသူစီမံခန့်ခွဲနေရပါတော့ the magician energy နဲ့လူနှစ်ယောက်ကိုစီမံခန့်ခွဲနေတဲ့အတွက်ကြောင့်မို့လို့သူခေါင်းရှုပ်နေရတယ်ဒီကျန်တဲ့ပေါ့နော်တစ်ဖက်လူပေါ့နော်တစ်ဖက်အမျိုးသမီးကနည်းနည်းလေးဆွဲဆောင်မှုရှိတယ်သူ့ကိုဆွဲဆောင်နေတယ်သူ့ကိုဟွာလေးပေါ့သူ့ချစ်တယ်ပါညာပေါ့နော်အဲ့လိုမျိုးတွေပြောထားတာမျိုးလေးတွေရှိတယ်သူနဲ့အဆက်အသွယ်လေးတွေရှိတယ်တစ်ဖက်အမျိုးသမီးနဲ့သူနဲ့ပေါ့နော်ဒီနေရာမှာယောက်ျားလေးဆိုလို့ရှိရင်လည်းတစ်ဖက်ယောက်ျားလေးပေါ့နော်တစ်ဖက်ယောက်ျားလေးနဲ့သူနဲ့စားဆက်သွယ်ရှိနေတယ်တစ်ဖက်လူနဲ့သူနဲ့စားဆက်သွယ်ရှိနေတယ်တဲ့သူအဲ့ဒီသူထဆိုလို့ရှိရင်သူတို့နှစ်ယောက်ကလေသူကလည်းဓာတ်တူနဲ့တူအဲ့လိုဖြစ်နေသူကလည်းဒီမှာဒီအသေးလေးကိုကင်ထားတယ်ဒီတယောက်ကလည်းအသေးလေးကင်ထားတယ်သူ့ဘက်ကလည်းဒီမှာအသေးလေးကိုကင်ထားတယ်သူတို့နှစ်ယောက်ကဒီလိုမျိုးအဲ့တော့ပြောမယ်ဆိုလို့ရှိရင်သူ့ဘက်ကပို့ပြီးတော့ပါတော့ဟိုဖြစ်နေသေးတယ်ကြိုက်နေသေးတယ်နော်သူ့ဘက်ကပို့ပြီးကြိုက်နေသေးတယ် sorry ဒီ energy ကတပ်ပါဒီ energy ပါသွားပြီဆိုချိန်ကျတော့တချို့အဲ့လိုမဟုတ်ဘူးလို့ထင်တဲ့လူတွေတော့ဆိုလို့ရှိရင်တော့ဒီ reading ကိုက energy ကြိုက်မှာမဟုတ်ဘူးเนาะအခုကကျတော့တစ်ဖက်လူမှာ someone ပေါ့เนาะတစ်စုံတစ်ယောက်ရှိနေတယ်เนาะရှိနေတယ်အဲ့တော့ဘယ်လိုလုပ်ကြမလဲသူ့ရဲ့စိတ်ဓာတ်ကလေအဲ့လိုမျိုးခိုးကြောင်ခိုးဝက်ပေါ့เนาะခိုးကြောင်ခိုးဝက်အဲ့လိုမျိုးတောက်တယ်လူစားမျိုးအဲ့လိုမျိုးဖြစ်တယ်
သူ့ရဲ့ energy collective လေးရဲ့တစ်ဖက်လူရဲ့ energy ပေါ့နော်ခိုးကြောင့်ခိုးဝဲလောက်တဲ့လူစားမျိုးတိတ်ပြီးရုပ်ကြီးရတဲ့ထဲတိတ်မပါရုပ်ကြီးရတဲ့ထဲတိတ်မပါကိုတော့သူကအတီးဆိုပြီးတော့မှဆန်စားထားတယ်ဒါပေမဲ့တခြားမှလည်းသူဒီလုံနေရရှိနိုင်တယ်နော်အဲ့တော့တယောက်ကတော့အဓိကတပ်ပါတီတယောက်ကတော့အဓိကရှိနေအနည်းဆုံးမရှိဘူးဆိုရင်တော့တယောက်အနည်းဆုံးရှိတယ်အဲ့ဒီမျိုးသမီးကသူ့ထက်လည်းနည်းနည်းကြီးကြမျိုးလည်းဖြစ်နိုင်တယ်စီးပွားရေးလုပ်ငန်းတွေပါလုပ်နေတဲ့အမျိုးသမီးတယောက်လည်းဖြစ်နိုင်တယ်နော် lady ပုံစံမျိုးပေါ့နော်လူငယ်တော်တော်လက်လူငယ်ဆိုတာထက်နည်းနည်းငြိမ်နေနည်းငြိမ်ပြီးတော့မှအဲ့လိုမျိုးဟိုဖြစ်တဲ့ energy မျိုးပေါ့နော်အဲ့လိုမျိုးတယောက်တွေ့ရသူကြိုက်နေနော်အဲ့ဒီကိုသူကျွေနေပြီးတော့မှစာလေးပို့လိုက်ပါလိုက်အဲ့လိုမျိုးသူကြည်နူးနေတာယာနေတယ်နည်းနည်းတော့အမြင်ကက်ဆရာကောင်းတယ်ခွန်တလေးမကြိုက်ဘူးဆိုလို့ရှိရင်ဒီ reading ကို entertainment အနေနဲ့ပဲနားထောင်ပြီးပါနော်ဟုတ်ပြီလားဟုတ်မယ်သူ့ energy ကိုနည်းနည်းထပ်ကြည့်အောင်သူ့ energy ကိုထပ်ကြည့်အောင်မယ် reflex oh my god ခလတ်တလေးသူက reflex ပဲနော် reflex အခုကြည့်နေတဲ့ color လေးတွေတစ်ဖက်လူက reflex နော်တကယ်ကိုအလံနီပဲအလံနီပြနေပြီမိမိပြနေဆိုရက်ဖို့ပဲရက်နာဖို့ပဲကြံတော့တယ်နော်ရက်ရမယ် three of swords reflex ဆိုချင်ကြတော့ပြောမယ်ဆိုလို့ရှိရင်ရှစ်ဆက်သွားမယ်ဆိုလို့ရှိရင်ကိုပဲနာကျင်ရမယ်ဆိုတဲ့ပုံစံမျိုးသူ့ရဲ့ energy က clear မဖြစ်ဘူးရှုပ်ကြည့်လို့မရဘူး reflex ပဲနော်တကယ် reflex ပဲအဲ့တော့ဆက်ကြည့်အောင်မယ် reflex ပါရှင် quality time set of panic set of ring set of ring နဲ့သူကလေသူက quality time လေးတစ်ခုပဲနဲ့ဆုံးဖြတ်လို့မရသေးဘူးနော်တချို့လေးတွေကတဲ့သူနဲ့ ideas ကလေးတွေပေါ့နော် ideas လေးတွေဖြစ်ကြတယ်နော်အခုကြည့်နေတစ်ဖက်လူနဲ့သူနဲ့ ideas လေးဖြစ်ကြတော့ဒါမှမဟုတ်လို့ရှိရင်အဲ့ဒီသူ့ရဲ့အခုသူ flat နေတဲ့လူသူကျူနေတဲ့လူတပ်ပါတီပေါ့နော်တပ်ပါတီနဲ့သူနဲ့ကနေရာဒေတာမတူတာမျိုးဖြစ်နိုင်တယ် LDRs မျိုးဖြစ်နိုင်တယ်ဝေးနေရာမျိုးဖြစ်နိုင်တယ်တပ်ပါတီနဲ့သူနဲ့က quality time လေးတွေလိုချင်နေရာမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့အဲ့လိုမှမဟုတ်ဆိုလို့ရှိရင်တော့ကိုနဲ့ပေါ့နော် quality of time လေးတွေquality time လေးတွေလိုချင်နေရမျိုးဖြစ်နိုင်တချို့တွေမှာဆိုလို့ရှိရင်အခုကြည့်နေတဲ့တစ်ဖက်လူပေါ့နော်ကြည့်နေတဲ့ quality လေးတွေရဲ့တစ်ဖက်လူရဲ့ကမကြခင်အချိန်ကာလတော်တွင်မှာLDRs ဖြစ်ဖို့အနေထားရှိတာမျိုးလေးလည်းဖြစ်နိုင်တယ်နော်အဲ့တော့ချိန်ကျတော့အခုလက်ရှိနေတဲ့အချိန်လေးမှာသူကအဲ့လိုမျိုးတန်ဖိုးထားပါတယ်ပေါ့နော်လက်ရှိနေတဲ့အချိန်လေးတော့တန်ဖိုးထားတယ်သူကတပ်ပါတီလေးရှိနေတာတခုပဲကျန်တာလေးကတော့ကိုပုံလည်းကြိုက်တယ်ပေါ့ကွယ်ပြောရမယ်ဆိုလို့ရှိရင်နော်ကိုပုံလည်းကြိုက်တယ်Ace of Rings Ace of Pentacles တော်လေငွေကြီးတွေပါဆိုရင်သူစီမှာပေါ့နော်ငွေကြီးတွေပါစင်ပြေတဲ့ထဲမှာပါတယ်နော်သူကလေတစ်ဖက် main ကလေးကလည်းလို့ abundance energy မျိုးရှိတယ်သူတို့နှစ်ယောက်ကအဲ့လိုမျိုးနှစ်ယောက်ဖြစ်ရမယ်ပေါ့နော်နှစ်ယောက်ဖြစ်ရမယ်စာတာကိုပါနေရလို့ပြောလို့ရတယ်နှစ်ယောက်ကြိုက်ရမယ်စာတာကိုပါနေတဲ့အနေအထားမျိုးမှာရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့လဲသူက
နည်းနည်းကောင်းကိုင်เนาะဒီမှာပြောင်းလဲတော့ဖြစ်မှာတဲ့ပြောင်းလဲတော့ဖြစ်မှာသူတစ်ဖက်ကိုသူဖြတ်ရမှာလေเนาะတစ်ဖက်ကိုသူဖြတ်ရမှာဆိုချိန်ကျတော့အဲ့ဒီအတွက်သူနည်းနည်းကောင်းကိုင်နေရမျိုးပေါ့เนาะခေါင်းရှုပ်နေရမျိုးကောင်းကိုင်နေရမျိုးဖြစ်တယ်အဲ့တော့သူရှည်မှာတော့ဒီလိုပုံစံဆက်သွားလို့မရဘူးပေါ့เนาะသူတရရောက်ရှိရတော့ရှောင်ထွက်ရမယ်အဲ့ဒီအတွက်ကြောင့်မလို့သူအနေနဲ့ရှိသူဒီလို2ယောက်နဲ့သူ flat နေရတာသူပြောတယ်เนาะ2ယောက်နဲ့ flat နေရ2ယောက်နဲ့1ယောက်နဲ့တီတွဲမယ်1ယောက်နဲ့ခိုးတွဲမယ်သူအဲ့လိုမျိုးသူပြောနေတယ်အဲ့ဒီရောက်ကိုဖြတ်ရမယ်ဆိုလို့ရှိရင်သူစိတ်ညစ်တယ်ခေါင်းကိုက်တယ်အဲ့ဒီပြဿနာကိုဖြေရှင်းရမယ် problem solving လုပ်ရမယ်ဆိုလို့ရှိရင်သူရှောင်ပြေးတယ်ထွက်ပြေးတယ်เนาะအဲ့လိုမျိုးလူသားမျိုးအဲ့လိုမျိုးလူစားမျိုးသူကကိုယ့်ကိုလည်းအဲ့လိုမျိုးလေးသဘောကျတယ် quality time လေးလိုချင်တယ်ကိုယ်နဲ့တိတ်ရတာလေးတွေကိုလည်းသဘောကျတယ်ကိုလည်းအတီးအနေနဲ့တွဲတယ်တပ်ပါတီကိုကြောက်လဲ flat တဲ့အနေနဲ့သူထားတယ်ကျူတဲ့လူပေါ့နော်အရန်လို့လည်းမဟုတ်ဘူးပေါ့အရန်လို့လည်းပြောလို့ရတယ်ဒါပေမဲ့တပ်ပါတီကိုကြောက်သူအတီးမြူချင်းပြောတယ်တပ်ပါတီနဲ့လေအဲ့လိုမျိုးအနေထားမျိုးလေးတွေ့တယ်အဲ့တော့အခုလောလောဆယ်မှာတော့သူ့ရဲ့ energy ကဘာဖြစ်နေလဲဆိုတော့သူကောင်းချောက်နေတယ်စိတ်ရှုံနေတယ်ပြဿနာနေပြီးထွက်ပြေးခြင်းနဲ့နှစ်ယောက်လုံးလည်းမပြတ်ဘူးเนาะနှစ်ယောက်လုံးလည်းချစ်တယ်နှစ်ယောက်လုံးလည်းချစ်တယ်အဲ့လိုမျိုးအနေထားမျိုးဖြစ်နေရယ်เนาะအဲ့ဒါတော့သူ့ရဲ့ energy ပဲဖြစ်ပါတယ်အဲ့တော့ collective လေးရဲ့ energy ကြည့်လိုက်မယ်เนาะ collective လေးရဲ့ energy က the fans oh my god silver lining six of swords no shadow mirror shadow swords အဲ့တော့လေ collective လေးတွေကသူ့ရဲ့လွှမ်းမိုးမှုအောင်ပေါ့နော်သူ့ရဲ့လွှမ်းမိုးမှုအောင်သူနဲ့ relationship ကနေပြီးချိန်ကြတော့ရုံထွက်ချင်ပေမဲ့လည်းရုံမထွက်နိုင်ဖြစ်နေတယ်တဲ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့အေးစစ်စစ်နေချင်နေပြီနော် and the ends နော် the ends studies that နော်အဲ့ဒါကဘယ်လိုလဲဆိုတော့ collective လေးတွေသူနဲ့တွေ့ရတာစိတ်ကုန်နေပြီစိတ်ကုန်လေးကိုကပြက်ရှင်နေရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်ဒါမှပြက်ရှင်ပြီးမဲ့လည်းမပြတ်နိုင်သေးဘူးဖြစ်နေပြက်ရှင်ပြီးမဲ့လည်းအကြောင်းမျိုးမျိုးကြောင့်ပြတ်နိုင်သေးဘူးကိုရဲ့ဘဝမှာပြီးပြည့်စုံမှုလိုအပ်နေသေးတယ်ပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့အကူအညီလိုအပ်နေရမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နော်အဲ့လိုမျိုးလေးတွေကိုကအဲ့ဒီတော့ချိန်ကျတော့တိတ်ကလေးကြိတ်ပြီးတော့မှငိုကြွေးနေရတယ်အပြင်လူတွေရဲ့အမြင်မှာတော့တိတ်တောင့်တိတ်ရှိတယ်အပြင်လူတွေရဲ့အမြင်မှာတော့သူကကိုယ်ချစ်တယ်လို့မြင်ပေမဲ့ကိုယ့်ရဲ့အတွင်းထဲမှာတော့စိတ်မလုံးမချုံမှုတွေစိတ်မချမ်းသာမှုတွေနဲ့ပြည့်နှက်နေတယ်အဲ့လိုမျိုးပေါ့နော်စိတ်မလုံးချုံမှုတွေစိတ်မချမ်းသာမှုတွေနဲ့ပြည့်နှက်နေတယ်ကိုကပဲပေါ့နော်တချို့ချိန်တွေမှာဆိုလို့ရှိရင်ကိုကပဲလိုက်ပြီးတော့မှသူ့ကိုလိုက်ကြိုင်နေရတာမျိုးပေါ့နော်တချို့လူတွေကဆိုလို့ရှိရင်တစ်ဖက်လူဒီလူကငွေကြေးအဆင်ပြေတဲ့အတွက်ကြောင့်မလို့ကိုကသူ့နဲ့တွဲနေတာကငွေကြေးကြောင့်တွဲနေရမျိုးလည်းဖြစ်နိုင်တယ်စိတ်မချမ်းသာရဘူးတခြားလူတွေရဲ့အမြင်မှာတော့စိတ်ချမ်းသာရတယ်လို့ထင်ရပေမဲ့ကိုယ့်ရဲ့အတွင်းထဲမှာစိတ်မချမ်းသာရဘူးအမြဲတမ်းစိတ်မလုံခြုံမှုတွေနော်သူကကိုယ့်ကိုလုံခြုံမှုအပြည့်အဝစိတ်လုံခြုံမှုအပြည့်အဝမပေးနိုင်နော်စိတ်လုံခြုံမှုအပြည့်အဝမပေးနိုင်ဘူးအဲ့လိုမျိုးစိတ်မလုံမခြုံမဲခံစားနေရတယ်ကိုကပြောမှဆိုလို့ရှိရင်ငိုကြွေးနေရတယ်ညတိုင်းဒီကငိုကြွေးနေရတယ်ဒါမှမဟုတ်လို့ရှိရင်အိမ်မပြောဖြစ်နေရတယ်သူ့ကြောင့်စဉ်းစားလိုက်စိတ်မချမ်းသာရဘူးကိုအနေနဲ့ဒီဇလန်ကနေပြီးတော့မှပြတ်ဖို့ပေါ့နော်ဒီဇလန်ကနေပြီးတော့မှပြတ်ဖို့ထီကိုအနေနဲ့စဉ်းစားနေပြီပေါ့နော်စဉ်းစားနေပြီနောက်တစ်ခုကကြတော့နာရမေရာသမီးဟာနာရမေရာမှာဆိုလို့ရှိရင်ကြတော့ကိုစိတ်ဝင်စားနေတဲ့လူတယောက်ဒါမှမဟုတ်လို့ရှိရင်အနာဂတ်မှာကိုကြိုက်တဲ့လူတယောက်ဒါမှမဟုတ်လို့ရှိရင်ကိုစောင့်ကြည့်နေတဲ့လူတယောက်ပေါ့နော်စိတ်ဝင်စားပြီးတော့စောင့်ကြည့်နေတဲ့လူတယောက်ရှိတယ်စောင့်ကြည့်နေတဲ့လူတယောက်ရှိတယ်နော်အခုလောလောဆယ်မှာလည်းရှိနေတယ်ဒါမှမဟုတ်အခုလောလောဆယ်မှာမရှိဘူးဆိုလို့ရှိရင်လည်းအနာဂတ်မှာကို
စောင့်ကြည့်ကိုကြိုက်တဲ့လူတယောက်ရှိလာနိုင်တယ်နောက်တစ်ခုကကြတော့အဲ့ဒီသူလဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့စိတ်ကလေးကလေအေးချမ်းရမယ်နော်အဲ့လိုမျိုးပြောထားတယ်အဲ့ဒီလူနဲ့ဆိုရင်တော့ကိုယ့်ရဲ့စိတ်လေးကအေးချမ်းရမယ်နောက်တွေ့မဲ့လူကကောင်းတယ်အဲ့တော့နောက်တွေ့ဖို့ကိုကဒီသူ့ရဲ့ဒီကြရက်ထဲရပေါ့နော်သူ့ရဲ့ဝဲကြရက်ထဲကနေပြီးတော့မှရှုံးထွက်နိုင်ဖို့ရလိုတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်သူ့ရဲ့ဝဲကြရက်ထဲကရုံထွက်နိုင်ဖို့လိုတယ်ခေါ်လာတယ်လေးတွေနောက်တစ်ခါ8 of flutes 8 cup နော်အဲ့လိုဆိုကြတော့ဒီမှာဆိုလို့ရှိရင်သူကပေါ့နော်ဒီမှာကျွန်တော်ပြောတယ်သူကနေပြီးထွက်သွားမယ်လို့ပြောထားတာမျိုးရှိရင်အဲ့တော့သူကမထွက်သွားဖြစ်ဘူးဆိုလို့ရှိရင်ကိုကထွက်သွားတာပေါ့နော်အဝေးတနေရအောင်ထွက်သွားတာမျိုးတစ်မျိုးကိုပြောင်းသွားတာမျိုးပေါ့နော်အဲ့လိုမျိုးလေးဖြစ်တတ်တယ်ကိုကပြောင်းရွှေ့သွားတာပေါ့နော်ကိုကမျိုးတစ်မျိုးပြောင်းရွှေ့သွားတာမျိုးလေးတွေဖြစ်တတ်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းသူ့စီကနေထွက်သွားတာပေါ့နော်သူ့စီကနေထွက်သွားခဲ့သူလည်းတချို့အတူတူနေတဲ့လူတွေအတူတူနေတယ်ဆိုလို့ရှိရင်သူ့စီကနေကိုကထွက်သွားဖို့ရမျိုးကိုပြင်ဆင်နေပြီပေါ့နော် the lever ဘယ်လိုမျိုးလဲဘယ်လိုချီးလဲခဏလေးနော် the lever the gossip တစ်ဖက်ကမင်းကလေးကလည်းကြည့်နေเนาะတစ်ဖက်မှာရှိတဲ့ဒီတပ်ပါတီကလည်းကိုယ်ကိုကြည့်ပြီးတော့ချိန်ကြတော့အဲ့လိုမျိုးပေါ့တင်းပြောနေရမျိုးပေါ့เนาะကိုယ်ကြည့်ပြီးတော့အတင်းပြောနေရမျိုးတချို့တွေကကြတော့ပတ်ဝန်းကျင်ပေါ့เนาะပတ်ဝန်းကျင်ကသူနဲ့ကိုယ်နဲ့ကြောင်းကြည့်ပြီးတော့မှတင်းပြောနေရမျိုးကိုယ့်ရဲ့ပတ်ဝန်းကျင်เนาะကြည့်နေ color လေးတွေပတ်ဝန်းကျင်အဓိက color လေးတွေပတ်ဝန်းကျင်ကအဲ့လိုမျိုးအတင်းပြောနေရမျိုးလေးတွေရှိတယ်အဲ့တော့ကိုကလေသူနဲ့ကိုနေရတယ်တော်တော်နဲ့မပြတ်သေးဘူးမပြတ်သေးတဲ့အနေအထားမျိုးတဲ့ရှိခဲ့မယ်ဆိုလို့ရှိရင်နောက်လူကလည်းကိုဒီမကြခင်မှာရောက်လာတော့မယ်သဘောမျိုးလေးတွေ့တယ်နော်မကြခင်မှာရောက်လာတော့မယ်သဘောမျိုးလေးတွေ့တယ်အဲ့တော့အဲ့ဒီနောက်လူနဲ့ကိုကအခုလက်ရှိလူပေါ့နော်နောက်လူနဲ့လက်ရှိလူကိုရှင်ပြီးတော့မှရွေးချယ်ရတာမျိုးလေးတွေရှိတယ်အဲ့ထဲကအဲ့လိုမျိုးရှင်ပြီးရွေးချယ်ခြင်းအဖြစ်ပေါ့နော်ဒီကိုနဲ့စစ်မှန်တဲ့လူပေါ့နော်စစ်မှန်တဲ့လူတယောက်ကိုတွေ့နိုင်တယ်အဲ့တော့သူ့အပြင်နောက်ထပ်တခြားရွေးချယ်စရာပေါ်လာလိမ့်မယ်အဲ့ရွေးချယ်စရာပေါ်လာတဲ့လူကကိုရဲ့စိုးမိတ်တွေပါလေဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်အဲ့တော့ဒါကthe fools နော် the fools အဲ့တော့သူနဲ့ကိုနေက new journey အသက်ဆိုင်သူနဲ့ကိုနေတာပြောကုန်ပြီကိုကပေါ့နော် new journey ဆိုင်ရဖို့ရှိတယ်ဘဝအသက်ပေါ့နော်အချက်နဲ့ပတ်သက်ပြီးသွားလို့ရှိရင်အသက်ဆိုင်ရဖို့ရှိတယ်အသက်ပုံဒီအချက်ပေါ့နော် left light ပေါ့ left light ကိုအသက်လျှောက်လန်းရဖို့ရှိတယ်နော်ကျွန်တော်ပြောတော့ဘာလားမသိအချစ်ခရီးလမ်းကိုအသက်လျှောက်လန်းရဖို့ရှိတယ်အဲ့လိုမျိုးအခုရှောက်နေတဲ့လမ်းမဟုတ်ဘူးပေါ့နော်အခုရှောက်နေတဲ့လမ်းမဟုတ်ဘူးအချစ်ခရီးလမ်းအသက်တစ်ခုရှောက်လန်းရဖို့ရှိရကိုယ့်ရဲ့ energy ထဲမှာနော်အဲ့တော့တစ်ဖက်လူရဲ့မျက်နှာဖုံးတွေကြွားကြလာဖို့ရှိရနော်ကိုဘောဘယ်လိုမျိုးလဲပေါ့နော်သူကအပြင်မှာတစ်မျိုးသူစိတ်ထဲမှာတစ်မျိုးပေါ့နော်အဲ့လိုမျိုးရှိနေတဲ့သူ့ရဲ့မျက်နှာဖုံးကြီးနဲ့ကြွားကြလာဖို့ရှိအမှန်တရားတွေသိလာဖို့ရှိရတယ်နော်အဲ့တော့ဒါကိုယ့်ဘက်က energy အဲ့တော့သူနဲ့ကိုယ်နဲ့နှစ်ယောက်ကြားမှာ
ရှိတဲ့ energy လေးကိုတစ်ချက်ရှိမယ်သူနဲ့ကိုယ်နဲ့နှစ်ယောက်ကြားဘာဆက်ဖြစ်နိုင်လဲကလတ်တလေးနဲ့တစ်ဖက်လူတွေနှစ်ယောက်ကြားဘာဆက်ဖြစ်နိုင်လဲတဲ့နော်challenge winner fantastic zoo 3 rejections သူကလေကိုကသူ့ရဲ့ပထမဆုံးဦးစားပေးပေါ့နော်ပထမဦးစားပေးဖြစ်နေဖြစ်မဲ့လေနော်ကိုယ့်ရဲ့အတွင်းထဲမှာစိတ်အတွင်းထဲမှာအတွင်းကြီးဖြစ်နေတယ်နော်အတွင်းကြီးဖြစ်နေတယ်သူကတော့ကိုသူအကောင်းဆုံးချစ်ပေးတာပဲဒါပေမဲ့သူချစ်တဲ့နီလန်းနေရကိုအတွက်အဆင်ပြေမနေဘူးနော်ကိုအတွက်အဆင်ပြေမနေကိုအတွက်ကွဲကြည့်နေရတယ်နှစ်ယောက်ပေါင်းနေဆိုလို့ရှိရင်ကိုကသူနဲ့ကိုလည်းနှစ်ယောက်တခရီးတဲ့ကိုသွားနေတဲ့အချိန်မှာဆိုလို့ရှိရင်ကိုဘက်ကအဆင်မပြေပေမဲ့ तू ကတော့ကိုနဲ့အဆင်ပြေနေတယ်ကိုကတော့သူနဲ့အဆင်မပြေဘူးအဲ့လိုမျိုးဖြစ်နေရှင်းလာတော့မသိဘူးเนาะအဲ့လိုဖြစ်နေတယ် तू ကအဆင်ပြေတယ်ကိုကအဆင်မပြေဘူးအဲ့လိုမျိုးလေးဖြစ်နေပါတယ်တကယ်ချင်းလို့ဆိုလို့ရှိရင်တော့အဆင်ပြေပေမဲ့နှစ်ယောက်သား energy ကတကယ်ချင်းလို့ဆိုရင်တော့အဆင်ပြေပေမဲ့ချစ်သူကြီးစားဆိုလို့ရှိရင်အဆင်ပြေဘူးကြည့်နေတဲ့ quality လေးတွေမှာဒီဝိုင်းနဲ့ပေါ့နော် social media သုံးပြီးတော့အလုံးလုံးနေရတဲ့လူတွေဆိုလို့ရှိရင်ပို့ပြီးတော့မှ energy ကိုက်မယ်နော် energy ပို့ပြီးကိုက်မယ်တဲ့နောက်တစ်ခါ9 of Pentacles 9 of Pentacles ဆိုတော့တယောက်တည်းပဲပေါ့နော်တတောက်ပပနေပါเนาะတယောက်တည်းပဲတောက်ပပနေရမယ်လို့လဲတွေ့တယ်နှစ်ယောက်ကြား energy ရဲမှာဆိုလို့ရှိရင်ပြောတာเนาะနှစ်ယောက်ကြားမှာပြောမယ်ဆိုလို့ရှိရင်ကွာတယောက်တည်းပဲဖြစ်နေမယ်သူရှိတော့လဲသူမရှိတကယ်တော့ပဲအဲ့လိုပုံစံမျိုးဖြစ်နေတယ်เนาะသူကတိတ်ပြီးတော့မှ nutrient မှုလုံးချုံမှုမပေးနိုင်သူရှိတော့လဲကိုတယောက်တည်းပဲကိုကနဲ့ကိုတောက်ပါနေရတဲ့ energy မျိုးเนาะတယောက်တည်းပြောမှဆိုလို့ရှိရင်တယောက်တည်းကပို့အဆင်ပြေတယ်ပေါ့နော်ဒါကဒီဘက်မှာလည်းပြပြထားတာအစောတော့ဟိုဟာလည်းရှိတယ်ဗာလဲနောက်ထပ်ပေါ့နော်နောက်ထပ်အသက်တွေ့ဖို့ရှိရသူလည်းပြောထားတယ်အဲ့တော့အဲ့လိုပဲပေါ့အသက်လည်းတွေ့နိုင်တယ်ကိုတယောက်တည်းမှလည်းတော်တော်ဘာဖြစ်နေအမျိုးလေးတွေ့နိုင်တယ်နောက်တစ်ခါဒါပါလေးလဲQueen of Wands နော် Queen of Wands အဲ့တော့ခလတ်တက်လေးတွေကနောက်တစ်ချိန်မှာကိုခြေတော့ပေါ့ကိုရက်ပြီးတော့မှအဆင်ပြေနဲ့ပေါ့နော်အဆင်ပြေနဲ့ရှိလာဖို့အဆင်ပြေဖြစ်လာဖို့ရှိတယ်အဆင်ပြေဖြစ်လာဖို့ရှိတယ်အဲ့တော့ဆုံးဖြတ်ချက်ချရမှာပေါ့နော်ပြတ်သားနိုင်အောင်လုပ်ရမှာဒီမှာဆိုလို့ရှိရင်တစ်ဖက်လူကပြုံးပြော်နေပြီမဲ့တစ်ဖက်လူသူ့ဘက်ကပြုံးပြော်နေပြီမဲ့ကိုယ့်ဘက်ကအဆင်မပြေတာမျိုးလေးတွေရှိထားတယ်အဲ့တော့တယောက်တည်းပဲရှိဆိုင်တော့ပိုကောင်းတယ်ပေါ့ကွယ်နော်တယောက်တည်းရှိဆိုင်တော့ပိုကောင်းတယ်တကယ်ချင်းတွေပါစီကအကျဉ်းဉာဏ်ယူလို့ရတယ်တကယ်ချင်းတွေစီကအားပေးနှစ်သိမ့်မှုတွေလည်းရလာနိုင်တယ်ကိုကပြောမှဆိုလို့ရှိရင်အတန်းနှလုံးမရှိတဲ့သူပေါ့နော်အဲ့လိုမျိုးမယုံရဲတော့တာပေါ့နော်လူတစ်ဖက်သားမယုံရဲတော့တာမျိုးတွေဖြစ်တတ်တယ်နော်ဘယ်သူမှမယုံတော့တာပေါ့နော်သူကတော့ကိုတင်းကျပ်လက်ထပ်ကိုပြောတာမျိုးတွေပါမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်တဲ့နော်ကိုကအဲ့လိုမျိုးဆိုလို့ရှိရင်နည်းနည်းစိတ်ဆင်းရဲရတတ်တယ်တဲ့နော်အဲ့တော့သူနဲ့ကတော့စမပြေတော့မယူပါနဲ့နော် Knight of Cups ဒီလူနဲ့အချစ်ရေးရပြီပြောရှင်တာရပြောရှင်မယ်လို့ကျွန်တော်မမြင်ဘူးအဲ့တော့ချိန်ကြတော့စောစောစီးစီးနောက်ဆုတ်လို့ရှိရင်လည်းနောက်ဆုတ်ပေါ့နော်စောစောစီးစီးနောက်ဆုတ်ရင်လည်းနောက်ဆုတ်hopeless romantic ဆိုချင်တယ်မျောလင်းချက်မရှိတဲ့အခြေအနေပေါ့နော်မျောလင်းချက်မရှိတဲ့အခြေအနေဖြစ်နေတယ် Knight of Flute
Night of Blue တဲ့ကိုလာကြိုက်မယ်နောက်ထပ်လာကြိုက်မယ်သူတွေကလေအသက်ငယ်ငယ်ရွယ်ရွယ်လေးနော်တက်ငယ်ငယ်ရွယ်လေးကိုလာကြိုက်ကြမယ်တဲ့ night ပေါ့နော် night energy မျိုးလေးများနောက်ထပ်လာကြိုက်မဲ့လူတွေကတချို့ single dad တို့ single ပါ single father single dad single mother ဒီလိုမျိုးလေးလည်းပါနိုင်တယ်အဲ့တော့ဒီဇလန်ကိုရှေ့ဆက်ခြင်းလဲဆက်ပါဒါပေမဲ့တိတ်တော့ပျော်ရွှင်ရမှာမဟုတ်ဘူးသူ့ရဲ့အကျင့်နေမြင်နေကိုကဒီလိုမျိုးကြီးဖြစ်နေပေါ့နော်ဒီလိုမျိုးကြီးဖြစ်နေကိုမှဒီမှာကြည့်လိုက်နော်ဆွာတေးကြီးပဲနော်နိုင်တော့ဆွာဆိုလည်းဘယ်လောက်တော့နာကျင်ရတယ်လဲပေါ့နော်အဲ့လိုမျိုးပြီးပြီဆိုလို့ရှိရင်ဒါပါတော့ sit or swat နော် fight or pentagon နော် dance ကောင်းအဲ့လိုမျိုးဒါပေမဲ့အခြေအနေကတော့သူနဲ့ပေးနေတယ်အခြေအနေကတော့သူနဲ့ပေးနေတယ်သို့ပေမဲ့ no not okay เนาะအဆင်မပြေအဲ့လိုဖြစ်နေပါတယ်ကွယ်အဲ့တော့ဒီနေ့ reading အတွက်ကတော့တိတ်တော့အားရစရာတော့မရှိ so sorry ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အရင်ကြီးအားရစရာတော့မရှိတဲ့အနေအထားမျိုးလေးမှာရှိနေရအဲ့တော့collective လေးတွေ fighting မှာလို့ပဲပြောချင်ပါတယ်เนาะအဲ့တော့အားလုံးပဲစင်ပြေကြပါစေเนาะ energy ဒီ energy ကိုမကြိုက်ဘူးဆိုလို့ရှိရင်လည်း claim လုပ်ပါနဲ့เนาะ energy ကိုမကြိုက်ဘူးဆိုတော့ claim လုပ်ပါနဲ့ဒီတိုင်းပဲ entertainment အနေနဲ့ပဲနားထောင်လိုက်ပါပေါ့เนาะဒါပေမဲ့ဒီ energy နဲ့ကိုက်နေရဆိုလို့ရှိရင်တော့ကိုယ်အနေနဲ့လည်းတတိထားဖို့လိုအပ်တယ်ကျွန်မပြောတဲ့အချက်လက်တွေကိုပြန်ပြီးတော့မှစဉ်းစားဖို့လိုအပ်တယ်ပေါ့เนาะအဲ့လိုမျိုးရှိပါတယ်အဲ့တော့ by the way ကျွန်မကဒီ reading ပေါ့နော်ဒီ reading ကိုအဆုံးထိနားထောင်တဲ့လူတွေအတွက်ကိုဟိုဟာလေးပေးဖို့ရှိရပေါ့နော် give away လေး give away ကဘယ်လိုမျိုးလဲဆိုတော့ကျွန်မရဲ့ reading ပေါ့နော်ကျွန်မစီမှာမေးမဲ့ reading ကိုတထာကြီးနဲ့ဟောပေးပါမယ်တထာကြီးဆိုချိန်ကျတော့ကိုတထာတလောက်ပေါ့နော်ကိုတထာတလောက်အမောင်နဲ့ငွေအမောင်နဲ့ကျမကိုမေးပြီးလို့ရပါတယ်မေးတဲ့အချိန်မှာတစ်ချိန်တစ်ခါပဲမေးရတစ်ချိန်တစ်ခါဆိုတာတချို့ဒီလိုမျိုးပေါ့နော်free ဒီတရာကြီးဆိုလည်း free reading နေပါပဲเนาะအဲ့တော့ကိုကြိုက်တဲ့လောက်ပေးရတဲ့ reading ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့မေးတစ်ခါမေးတယ်မနေ့ဖြတ်တစ်ခါမေးတယ်အဲ့လိုမျိုးတော့မရအောင်ပြောချင်တာတော့ကျမနောက်ထပ် reading တစ်ခါလုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျမအဲ့မှာပေးတယ်တရာကြီးနဲ့ထပ်ပြီးတော့မှ give away ပေးတယ်ဆိုလို့ရှိရင်လည်းတစ်မျိုးပေါ့နော်ကျမကိုပြောပေးရမှာကတော့ဒီဗီဒီယိုပေါ့နော်အခုကြည့်နေတဲ့ဗီဒီယိုတည့်ရဲ့အချီရေးcollective readings ကနေပြီးတော့မှလာတာပါပေါ့နော်ဒီ romantic tarot deck နဲ့ဟောထားတဲ့ဘယ်နေ့ပေါ့နော်ကျွန်မဒီနေ့တရက်နေ့ပေါ့နော်တရက်နေ့ကဟောထားတဲ့ reading ဗီဒီယိုကနေလာတာပါလို့ကျွန်မကိုပြောပြရမယ်နော်ဟောပြပါမယ်နော်အဲ့တော့မေးချင်တဲ့မေးခွန်းလေးတွေမေးလို့ရတယ်ချီးမေးမယ်ဆိုလို့ရှိရင်နှစ်ယောက်ပေါ့နော်နှစ်ယောက်လုံးရဲ့အမည်အသက်နေ့နဲ့လိုအပ်ပါတယ်နော်နှစ်ယောက်လုံးရဲ့အမည်အသက်နေ့နဲ့လိုအပ်တယ်ပြီးသွားလို့ရှိရင်ဘာလို့အသေးလဲဆိုချိန်ကျမကိုတရာကြီးငွေလွှဲပေးရမယ်တရာကြီးလွှဲပြီးသွားလို့ရှိရင်မေးလို့ရပြီเนาะ Telegram လည်းရှိတယ် Viber လည်းရှိတယ်အခု page ကတော့ Facebook page ကတော့ပြတ်နေရပေါ့เนาะ Facebook page ကအကောင့်ပြတ်သွားတာပေါ့เนาะအကောင့်ပြတ်သွားတယ်လောလောဆယ်ပြန်တော့ရအောင်တော့လုပ်ထားတယ်အကောင့်ပြတ်နေတဲ့အတွက်ကြောင့်မလို့ page မှာတော့ Facebook page မှာတော့မရသေးဘူးTelegram ဆိုလို့ရှိရင်@ပေါ့နော်ကျွန်မရဲ့ user name က@blifen b အကြီး lifen เนาะအဲ့ဒါက user name Viber ဆိုလို့ရှိရင်399549945440ဖြစ်ပါတယ်เนาะအဲ့ဒီကနေပြီးတော့မှလာပြီးတော့မှတရာကြီးနဲ့ reading လာယူလို့ရပါတယ်เนาะအဲ့တော့ဒီဗီဒီယိုအဆုံးထိကြည့်တဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ် bye bye